ကဲတချင်တို့ဒီနေ့page 13 page 13အလျာ rule 5 1 2တို့ရှိသောအနားများပါဝင်သည့်တောင်းမှန်တရိကန်တစ်ခုကိုကိန်းမြင့်ပေါ်မှာတည်ဆောက်တယ်ကဲအဲ့ဆိုဒီချက်တို့အဲ့ဒါလေးကိုတစ်ချက်ဆွဲပြမယ်နော်အဲ့ဆိုဒီချက်ပထမဒီကိန်းမြင့်လေးကိုအရင်ဆွဲထားလိုက်တယ်အရင်ဆွဲထားပြီးလို့ရှိရင်ခု तू ကပြောထားတာက तू ကတောင်းမှန်ခန့်နားသည့်ချက်တို့ rule 5ဖြစ်အောင်ဆွဲမယ်ဒီ h ဝင်ကိုအတိုင်းဒီ1 unit ဆွဲမယ်အပေါ်y1 ကိုတိုင်းဒီ2 unit ဆွဲမယ်ကဲအဲ့ဆိုဒီချက်တို့အဲ့ပုံလေးဆွဲကြည့်အောင်နော်1 unit ဆိုတော့ဒီချက်ဒီမှာ1ဆိုတော့အပေါ်ကို1ဒီနေရာနေစလိုက်မယ်အပေါ်ကို2 unit ဆိုတော့အပေါ်ကို2 unit ဆွဲလိုက်မယ်နော်အပေါ်ကို2 unit ဆွဲလိုက်မယ်ဒီမှာ1 unit ဒီမှာ2 unit ဆွဲလိုက်မယ်ဆွဲပြီးဆိုရှင်ဒါလေးကိုဆွဲလိုက်မယ်ဆွဲပြီးဆိုဒီလိုလေးဆွဲမယ်တိုင်းတာတော့ကျတို့1 cm ဒါမှ1.5 cm အဆင်ပြေလို့လေးထားလို့ရပါတယ်နော်ဒါက1 unit ဒါက2 unit 2 unit ဆိုတော့ကဲအဲ့ဆိုကျတို့ဒါ Pythagoras theorem ကိုသုံးမယ်ဆိုလို့ရှင်ဒီဟာကကျတို့နာမည်လေးပေးမယ်ဆိုလို့ရှင်ဒီနေရာလေးကို A လို့ပေးလိုက်မယ်ဒီနေရာလေးကိုဒါကတော့O လို့ပဲထားလိုက်မယ်နော် O လို့ထားလိုက်မယ်ဒါလေးကို B လို့ပေးလိုက်မယ်ဒီလိုပေးလိုက်မယ်လို့ရှင်ကျတို့ OB square equal to Pythagoras theorem ရ OB square equal to OA square plus AB square AB square ဆိုပြီးတော့ရမယ်ဟုတ်ပြီကျတို့ဒီမှာ OB square equal to ဒီမှာရမယ်ပါ OA square OA ကဘယ်လောက်လဲ1 unit 1 square plus AB ကဘယ်လောက်လဲ2 unit 2 square ဆိုပြီးတော့ရမယ် OB square equal to ဒီလိုလေးရပြီဆိုတော့ကျတို့ဆက်ရှင်းသွားမယ် OB square equal to 1 square က1 square က1 2 square က4ဆိုတော့ကြတော့5ရတယ် OB square equal to 5 OB equal to root 5ဆိုပြီးတော့ချဲလို့ရမယ်နော်အဲ့လိုလေးရမယ်အဲ့ဒါကိုချဲတို့ကဒီမှာကိန်းမြင့်ပေါ်မှာဆွဲမယ် root 5ကိုဆွဲမယ်အဲ့ဆိုချဲတို့ဒါဆွဲလိုက်ပြီဒီ OB ဆိုတဲ့ဒီဟာလေးရှာလိုက်တာလေးဒီဒါလေးက root 5ရတယ်နော်ဒါလေး root 5ရတယ်ကိန်းမြင့်ပေါ်မှာဒါလေးက root 5ရတဲ့အတွက်အဲ့ဆိုဒီချဲတို့က root 5ကိုဒီချဲတို့ကိန်းမြင့်ပေါ်မှာဆွဲမယ်အဲ့ဆိုဒီချဲတို့က O ကနေပြီးတော့ထောက်လိုက်မယ် O ဘို့ထောက်မယ် B ရှိတဲ့နေရာကိုထောက်လိုက်မယ် root 5 unit ကဟုတ်ပြီအဲ့ကနေဒီချက်ဒီနောက်ကိုဆက်ဆွဲသွားမယ်ဆက်ဆွဲသွားမယ်ဆိုလို့ချင်းဒီ2ကြော်လေးမှာရမယ်နော်ဆက်ဆွဲသွားမယ် O ကနေဘဟုပြုပြီးဆက်ဆွဲသွားမယ်ဆိုဒီချက်တို့2ကြော်လေးမှာရမယ်ချက်မြင်းသားအောင်လို့မင်းနက်ကလေးနဲ့လောက်လိုက်မယ်နော်ဒီမှာဒါဒီချက်တို့ root 5 2ကြော်လေးမှာရှိမှာပဲဒါဒီ root 5ကိုကိုစားပြုတဲ့ဟာလေးနော်ကိုစားပြုတဲ့အမှတ်ကလေးအဲ့ဒီ root 5ဆိုပြီးတော့ချဲတို့အဲ့လိုလေးဆွဲရတာပါနော်